မိုးရင်းရောက်ပြီဆိုရင်တော့ရှည်ရတော့မိုးအစမှတင်ရှည်ရအိမ်သားရောက်နေပါပြီခင်ဗျာကျမတို့အိမ်နောက်မှာလည်းလမ်းလေးရှိပါတယ်နော်အဲ့ဒါလူသွားလမ်းလေးပါအဲ့ဒါဖုန်ကြီးကျောင်းဘက်ကိုသွားတဲ့လမ်းလေးပြပတ်ပတ်လည်းမှာတော့အတင်းအကြီးတွေပါပဲခင်ဗျာမိုးရရောက်ရင်စိတ်ညစ်စရာကောင်းဆုံးကတော့အရှိတွေပဲနော်တပင်ခုတ်ထားတဲ့အရွက်ကလေးထင်းလည်းပြင်ယူထားပါတယ်မအိုပင်ခုတ်တော့ဆိုတော့ထင်းလည်းသုံးလို့ရပါတယ်ထင်းလို့ချင်းရောက်ပါမယ်ရှင်ဒါကတော့ကျမရဲ့အကောင်စားဝတ်တင်ကြီးပေါ့နော်တန်တုတ်တန်စားရလည်းရှိတယ်ကျမရဲ့ဝတ်ကတော့ကျမလိုပဲနှစ်ပြင်းပါခင်ဗျာအိမ်ညာဒါလေးကကျမရဲ့ချက်ကလေးတွေပါတပင်ခုတ်ပေးတဲ့လူကတော့ဟိုထိတ်ဆုံးကိုရောက်အမြင့်ဆုံးမှာထားတာတပင်ကပင်ကြီးတော့ကျွမ်းကျင်တဲ့လူခေါ်မှာနော်မဟုတ်လို့ရှင်အန်တီဖြစ်နိုင်ပါတယ်ထင်းလို့ချင်းတဲ့လူထင်းရောက်ပါမယ်ကောင်းရင်ပါလေ